ကဘာပေါ်မှာလူတော်အများဆိုအရက်တစ်မျိုးရဲ့နောက်ကွယ်မှာရာစုနှစ်များစွာကြာလဲတမိုင်းတစ်ခုရှိတယ်ဆိုတာသင်သိပါသလားဗော့ကာဆိုတာလူတိုင်းကြောက်ဖို့တဲ့အရက်နာမည်တစ်ခုပါဒါပေမဲ့ဒီအရက်ကဘယ်ကစခဲ့တာလဲဆိုတော့လူအများစုကမသိကြပါဘူးဗော့ကာရဲ့တမိုင်းဟာအရှေ့ဥရောပဒေသတွေဖြစ်တဲ့ရုရှားနဲ့ပိုလန်ကနေစတင်ခဲ့တာပါအစောပိုင်းမှာတော့ဒီအရက်ကိုဆေးဝါးအဖြစ်အသုံးပြုခဲ့ကြပါတယ်အဲ့တဲ့ရာသီဥတုမှာကိုပူချေထိဖို့ပိုးသတ်ဖို့အတွက်သုံးခဲ့ကြတာပါဖော်ကာဟူသောမြေမှာစလန်ဘာသာစကားဖြစ်သည့်လက်တက်ဝါတာလို့ဒေဘယ်ရပါတယ်။စကရင်ရာစုတဲ့ရုရှားဇာပင်များကဖော်ကာထုတ်လုပ်မှုကိုနိုင်ငံတော်အဖြစ်သတ်မှတ်ပြီးအခေါ်အခါများစွာကောက်ခံခဲ့ကြပါတယ်။18ရာစုနောက်ပိုင်းတွင်ဥရောပသို့အာလူများရောက်ရှိလာသောအခါအာလူဖြစ်ဖော်ကာထုတ်လုပ်မှုမှာအလော်ရေပန်းစားလာခဲ့ပါတယ်။နောက်ပိုင်းမှာ distillation နည်းပညာနဲ့တိုးတက်လာတာနဲ့အမျှဖော်ကာပိုပြီးကြည်လင်လာပါတယ်။အရသာလည်းနူးညံ့လာပါတယ်။အဲဒီကနေလူကြိုက်များလာပြီးကပ္ပတဘောကိုပြန့်နှံ့သွားခဲ့တာဒီနေ့ခေတ်မှာတော့ဖော်ကာကိုကောက်သေးတွေထံမှာအများဆုံးအသုံးပြုကြပြီးပလာဒီမယ်လီမော်စကိုမြူဖော်ကာမာတင်နီစသည်တို့လိုနာမည်ကြီးသွေးတွေမှာမပေါမဖြစ်လာခဲ့ပါလေရာစုနှစ်များစွာကြာပြီးတဲ့အထိဖော်ကာရိုးရိုးအရက်တစ်မျိုးမဟုတ်တော့ပဲရည်ကျင်းမှုတစ်ခုလိုဖြစ်လာခဲ့တာပါအခုလိုဗီဒီယိုကိုစိုးတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်ကတော့ Mark ပဲဖြစ်ပါတယ်